ဧကောင်းပြီနွားချုံသားစိတ်ထားနဲ့နှိုင်းရှင်ပြီးတော့ပြောရတဲ့ဥပုသ်ဆောင်နည်းဆိုတာဘယ်လိုဟာတော့ဘုရားဘာသာဝင်ပဲဖြစ်ဖြစ်ဘာဘာသာဝင်ပဲဖြစ်ဖြစ်အထူးအဖြင့်ဘုရားဘာသာဝင်တွေတရင်နေ့အခါကာလမှာ7ပါးသီလစောင့်တည်ပြီးတော့ကျောင်းကံဖျားသွားပြီးတော့ဥပုသ်ဆောင်ကြတယ်အဲ့ဒီလိုဥပုသ်ဆောင်တဲ့အခါမှာမဆောင်ငင်ကြတဲ့ကဘာတွေလုပ်တာတချို့ဥပုသ်တွေရဲ့စိတ်ထားကိုပြောလာမဆောင်ငင်ကဘာလုပ်တော့ဆိုဥပုသ်ဆောင်တယ်ဆိုရင်နေ့12နာရီရနေပြီးတော့နောက်တရက်မနေ့အာယုမတက်ခင်မစားရဘူးဆိုတဲ့အတိကလေးဝင်မနေဘူးလားဝိကာလဘောဇနာမစားရဘူးဆိုတာလေးသိနေတော့ဘာကြောက်တုံဆိုရင်ထမင်းဆာမှာကြောက်တယ်အဲ့တော့ထမင်းဆာမှာကြောက်တဲ့အခါကျတော့ဥပုသ်ဆောင်သွားမယ်ဆိုလို့ရှိရင်ဖွဲဖွဲရာရာတွေချက်ပြုတ်ကောင်းတို့ရာရာတွေချက်ပြုတ်ပြီးတော့ထမင်းမဆာအောင်ဆိုပြီးတော့ပို့ပြီးတော့စားဖို့ကျွတ်တင်ပြီးတော့ပြင်ဆင်တယ်မလုပ်ဘူးလားအဲ့ဒါမျိုးပြင်ဆင်အဲ့ဒါလို့ကျွတ်တင်ပြင်ဆင်ပြီးကောင်းတို့ရာရာတွေစားနောက်တရက်အတွက်တွေးသေးတယ်ဒီနေ့တော့ကြက်သားဟင်းနဲ့စားတယ်နောက်ရက်ကျတော့ဝက်သားဟင်းနဲ့စားမယ်ဟိုနောက်တရက်ကျတော့ဘာဟင်းချက်မယ်လဲဆိုပြီးတော့အစားအသောက်ကိုစိတ်ကူးပြီးတော့စောင့်တဲ့ဥပုသ်မျိုးတွေလည်းရှိတာပဲတာမြတ်စွာဘုရားကဒီကနေ့ဘာဟင်းနဲ့စားတယ်လက်ပြင်ကဘာဟင်းစားမယ်တပတ်ခါဘာဟင်းစားမယ်အစားအသောက်တွေကိုစီမံပြီးစိတ်ကူးပြီးတော့စောင့်တဲ့ဥပုသ်မျိုးတွေတဲ့အဲ့ဒီဥပုသ်မျိုးတွေကအကျိုးသိပ်ပြီးတော့မရှိဘူးတဲ့နွားချောင်းသားတွေစိတ်သဘောထားနဲ့သွားတူနေတယ်အစားအသောက်ပေါ်မျောလင့်ပြီးတော့စားစရာတောက်စရာတွေမျောတွေးပြီးတော့စောင့်နေတဲ့ဥပုသ်မှာဘာဥပုသ်တော့ဘာကိုမျောတွေးတာတော့ဆိုလို့ရှိရင်စားစရာတောက်စရာမျောတွေးခြင်းသည်အဘိဓါဆိုတာစားစရာအာယုံပေါ်မှာရှေးရှုတွေးနေတဲ့လောဘစိတ်တွေဖြစ်နေတယ်ဒါပြောတာနော်ဒီနေ့ဒီဟင်းစားပြီးတော့ဥပုသ်ဆောင်တယ်နောက်ရက်ကျတော့ဟိုဟင်းစားမယ်ဟိုအစားအစာစားမယ်နဲ့အစားအစာတွေပေါ်မှာစိတ်အများကြီးရောက်ပြီးတော့စောင့်တဲ့ဥပုသ်တဲ့ဥပမာမဲ့နွားချောင်းသားတွေဟာနွားကိုကြောင်းပြီးတော့တနေ့ကုန်တဲ့အခါနွားတွေမောင်းပြီးတော့ခြံတဲ့ထက်နွားပိုင်ရှင်ကိုပြန်အပ်ပြီးတော့သူတို့ဘာတွေစိတ်ကူးတော့ဆိုရင်ဒီကနေ့ဒီနွားအုပ်ကိုဒီစချက်မှကျွေးပြီးတော့ဒီနေရာမှာရေတိုက်တယ်လက်ပြင်ကကြတော့တို့စချက်ပြောင်းရမယ်ဒီစချက်မဟုတ်တော့ဘူးနောက်ထပ်စချက်တနေရာပြောင်းပြီးတော့ဘယ်နေရာမှာရေတိုက်မယ်ဆိုတဲ့စီမံချက်တွေမချကြဘူးလားနွားချောင်းသားတွေဟာဒီကနေ့ဒီနေရာမှာနွားချောင်းတယ်လက်ပြင်ကဟိုနေရာမှာကျောင်းမယ်ဆိုတဲ့စိတ်ကူးနဲ့နေတယ်လို့ပဲဥပုသ်တယ်ဟာလည်းပဲဒီကနေ့ဒီဟင်းနဲ့စားတယ်လက်ပြင်ကကြတော့ဟိုဟင်းချက်မယ်ဟိုအစားအစာစားမယ်ဆိုပြီးတော့စားရည်တောက်တာကိုလုံးပန်းပြီးတော့စားရည်တောက်တာကိုသာတွေးတောပြီးတော့စောင့်တဲ့ဥပုသ်မျိုးဟာနွားချောင်းသားစိတ်သဘောထားနဲ့တူးနေသည့်အတွက်ကြောင့်မြတ်စွာဘုရားကအဲ့ဒါကိုဂောပါလကုပောဒထာတဲ့နွားချောင်းသားရဲ့စိတ်နဲ့နှိုင်းရှင်ပြီးတော့ပြောရမယ့်ဥပုသ်ဆောင်ခြင်းမျိုးလို့ခေါ်တယ်အဲ့ဒီဥပုသ်ဆောင်ခြင်းမျိုးဟာလောဘနဲ့အချိန်များများကုန်တာမဟုတ်လောဘစိတ်တွေထိန်းနိုင်တာမဟုတ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကနမဟဖလောတဲ့အကျိုးများများမရှိဘူးတဲ့နမဟာနိတံသောများစွာသောအာနိသင်တွေရမှာမဟုတ်ဘူးလို့ဒီလိုပြောတယ်အဲ့တော့မမှန်ကန်ဘူးပေါ့အဲ့ဒီစိတ်ဓာတ်မျိုးလေဥပုသ်မဆောင်နိုင်ဘူးပေါ့နောက်တစ်ခုနိခန္ဓာတွေစောင့်တာတော့ဒါကတော့ဘုရားဘာသာနဲ့မဆိုင်ဘူးနိခန္ဓာဆိုတဲ့ပုဂ္ဂိုလ်တွေကဥပုသ်နေ့မှာဆိုရင်သူတို့တရားဓမ္မတွေကိုပြောတယ်တဲ့ဘာပြောတော့ဆိုစောင့်တည်ခိုင်းတယ်သူတို့ယူခိုင်းတဲ့သီလကဘာလို့ဆိုလို့ရှိရင်အရှိအယမျက်နှာမှာယူဇနာတရားရဲ့ဟိုဘက်ကတ attva တွေမတတ်ဘူးလို့အဓိဋ္ဌာန်လိုက်
တောင်ဘက်ကလည်းပဲယူဇနာတရားရဲ့ဟိုဘက်ကတတ္တဝါတွေမတတ်ဘူးအနောက်ဘက်ကလည်းယူဇနာတရားရဲ့ဟိုဘက်ကတတ္တဝါတွေမတတ်ဘူးမြောက်ဘက်ကလည်းပဲဟိုယူဇနာတရားရဲ့ဟိုဘက်ကတတ္တဝါတွေမတတ်ဘူးယူဇနာတရားဆိုတာတယူဇနာတွေမဲ့10မိုင်12မိုင်ရှိတယ်ယူဇနာတရားဆိုအလွန်ဝေးတာမဟုတ်လားအဲ့တော့ဒီအတွင်းကတတ္တဝါတွေကိုတော့တတ်မယ်ဆိုတဲ့အဓိပ္ပာယ်ရနေတယ်ဟုတ်ကဲ့သူဥပုပ်ကစောင်းပုံဆောင်နည်းကနေမြေနဲ့ကန့်တက်ပြီးတော့စောင့်တာသူကယူဇနာတရားအပြင်ဘက်ကသက်ရှိတတ္တဝါတွေကိုမဆောင်ဘူးပါဏာတိပါဒထိမ့်သိမ်းဆောက်ရှောက်မယ်အရှိဘက်ကယူဇနာတရားဟိုဘက်တောင်ဘက်ကယူဇနာတရားဟိုဘက်အနောက်ဘက်ကယူဇနာတရားဟိုဘက်မြောက်ဘက်ကယူဇနာတရားရဲ့ဟိုဘက်မှာရှိတဲ့တတ္တဝါတွေကိုမတတ်ပါဘူးလို့ဟောပါဏာတိပါဒဝေရမဏိသူတို့အပေါ်မှာတပ်ဖြတ်ညှင်းဆဲမှုမလုပ်ပါဘူးရှောင်ကျင်မမယ်လို့ဆိုတဲ့ဥပုပ်အဲ့ဒီဥပုပ်ကတော့တော်တော်လူပါဝါတဲ့ဥပုပ်ပဲเนาะဘာလို့လဲဆိုလို့ရှိရင်တတ္တဝါတတ်ခြင်းဟိုဝေးကြီးထီအောင်ဘယ်သူကသွားတတ်နေမလို့အဲ့တော့အတွင်းသားကလက်လန်းမိတာတွေတော့တတ်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ကရနေတယ်ပြီးတော့ဥပုပ်နေ့မှာဘာဆိုခိုင်းသေးတုံးလို့ဆိုတဲ့အခါကျတော့ငါဟာဘယ်သူနဲ့မှမပတ်သက်ဘူးဘယ်သူဟာမှမဟုတ်ဘူးတခြားလူဟာလည်းငါနဲ့မဆိုင်ဘူးငါရဲ့ဟာငါရဲ့ဆွေမျိုးမဟုတ်ဘူးလို့နှုတ်ကနေဆိုပြီးတော့ဆောက်တည်ရတယ်တဲ့ဥပုပ်ဆောက်တည်ရတယ်နော်နာဟံကွသနိကတ္တစီကိစ္စနတတ္တနိပါဠိလိုကြတယ်နာသမမကွသနိကိစ္စနတတ္ထိအဓိပ္ပာယ်ကတော့ငါဟာဘသူရဲ့မှချောင်းကြဆိုင်ရမဲ့လူမျိုးမဟုတ်ဘူးတခြားလူတယောက်ဟာလည်းငါရဲ့ချောင်းကြဆိုင်ရမဲ့လူမျိုးမဟုတ်ဘူးငါအမျိုးလည်းမဟုတ်ဘူးဘာမှမတော်ဘူးဆိုတဲ့ဒီအဋိဋ္ဌံချက်ကိုဆိုရတယ်တဲ့အဲ့ဒီဥပုသ်ဆောင်တဲ့နေ့မှာဒါနိကန္ဓတွေဆောင်တဲ့နေ့အဲ့တော့သူတို့စောင့်တဲ့ဟာနှစ်ချက်ရှိတယ်ယူဇနာတရားရဲ့ဟိုဘက်ကတတ္တဝါတွေကိုမတတ်ဘူးလို့ဆိုတော့တချို့တတ္တဝါတွေကိုတော့တတ်ခွင့်ရှိတယ်ဆိုတော့တဏှာရမဲ့တတ္တဝါကရှိတယ်မတဏှာရမဲ့တတ္တဝါရှိတယ်ဟောတတ်လို့ရတဲ့တတ္တဝါရှိတယ်တတ်လို့မရဘူးဆိုတဲ့တတ္တဝါရှိတယ်ဆိုတချို့တတ္တဝါတွေပေါ်မှာမေတ္တာကရုဏာထားပြီးတချို့တတ္တဝါတွေပေါ်မှာမေတ္တာကရုဏာမထားရမရောက်ပေဘူးလားရောက်သည့်အတွက်ကြောင့်သူတို့ဟာတတ္တဝါအချို့ပေါ်မှာမေတ္တာကရုဏာထားတယ်တတ္တဝါအချို့ပေါ်မှာမေတ္တာကရုဏာမထားဘူးလို့ဆိုကြတဲ့ကမမြတ်မတတဲ့မေတ္တာစိတ်နဲ့စောင့်တဲ့ကုသိုလ်ဖြစ်နေပြန်တယ်မမြတ်မတတဲ့စိတ်ဓာတ်နဲ့စောင့်နေဖြစ်နေလို့ရသော်ဘုရားကအကျိုးမရှိဘူးတဲ့အဲ့ဒီလိုစောင့်နေလို့နောက်တစ်ခုကငါကဘသူမှငါဟာဘသူရဲ့ဆွေမျိုးမှမဟုတ်ဘူးငါဟာဘယ်သူမှကြောင်းကြဆက်ရမယ့်ပုဂ္ဂိုလ်မဟုတ်ဘူးလို့ဆိုခိုင်းတယ်တခြားလူတယောက်ဟာလည်းငါနဲ့ဘာမှမသက်ဆိုင်ဘူးငါရဲ့ဆွေမျိုးမဟုတ်ဘူးပစ္စည်းဥစ္စာတွေလည်းငါဟာမဟုတ်ဘူးလို့ကြေညာခိုင်းအဲ့ဒီလိုကြေညာပြီးနောက်တည့်ရက်ကျတော့သူမိသားစုတွေအားလုံးကလည်းပဲငါဒီဘယ်သူနဲ့မှမပတ်သက်ဘူးလို့ပါဇက်ကသာဆိုတာသူ့အမေကအမေပဲအဖေကအဖေပဲသာသမီကသာသမီပဲမဖြစ်ဘူးလားမိဘတွေကလည်းပဲဒါငါတို့သားပဲဒီလိုပဲမသိဘူးလားအဲ့ဒါကိုအတင်းလိန်ခိုင်းရရောက်တယ်တဲ့မြတ်စွာဘုရားဘုဒ္ဓဝါဒကရှောင်ရမယ့်အစာဘုဒ္ဓဝါဒဆိုခိုင်းတာနဲ့တူးနေတယ်ငါဟာဘယ်သူနဲ့မှမပတ်သက်ဘူးဘယ်သူရဲ့ဆွေမျိုးမှမဟုတ်ဘူးဆိုတာကလိန်နာခြင်းတစ်မျိုးဖြစ်နေတယ်တဲ့ဘုဒ္ဓဝါဒကိုဆိုခိုင်းရရောက်တယ်နောက်တည့်ရဲ့ဥပုပ်ကထွက်တဲ့အခါကျတော့အိမ်မှာသူရှိတဲ့ပစ္စည်းတွေခုနတုန်းကတော့ကြေညာထားတယ်ငါနဲ့ဆိုင်တဲ့ပစ္စည်းမရှိဘူးလို့ငါဟာမဟုတ်ဘူးလို့ကြေညာထားပြီမဲ့လို့မပြောမပြုနဲ့အဲ့ဒီကြေညာထားတဲ့ပစ္စည်းတွေကို तू ကယူသုံးတယ်ဒါသူပစ္စည်းကိုအယက်မှာတော့ဟုတ်ကဲ့အဲ့ဒါလို့ယူသုံးတယ်ဆိုလို့ရှိရင်ဘာဖြစ်တုံအဋိဏဒါနမဖြစ်ဘူးလား तू ကြေညာထားတာငါဟာမဟုတ်ဘူးလို့ तू က